ကိုကြီးပြောပြမယ်နားထား ညီလေးတို့ရေပစ္စည်းတွေပြည့်နေတဲ့အခန်းကစိတ်ကိုပါဖိအားပေးတယ်ဆိုတာသိလားဒီနေ့ Marie Kondo ရဲ့ KonMari Method အကြောင်းပြောပြမယ်ဒီနည်းလမ်းရဲ့အဓိကမေးခွန်းကရိုးရှင်းပါတယ်ပစ္စည်းတစ်ခုကိုကင်ပြီးဒါကငါ့ကိုပျော်ရွှင်မှုဖြစ်စေလား Spark Joy လို့ကိုမေးပါဒီအလေးကျင့်ကိုနေ့စဉ်သုံးရင်ညီလေးဟာမလိုအပ်တဲ့အရာတွေကိုစုဆောင်းတဲ့အကျင့်လျော့လာမယ်ကိုတန်ဖိုးထားတဲ့အရာတွေကိုပဲရွေးချယ်တတ်လာမယ်ပစ္စည်းတစ်မျိုးချင်းစီကိုကင်ပြီးမေးပါပျော်ရွှင်မှုမဖြစ်စေရင်ကျေးဇူးတင်ပါတယ်လို့ပြောပြီးလွတ်လိုက်ပါပျော်ရွှင်မှုဖြစ်စေတဲ့အရာတွေကိုပဲဂရုတစိုက်နေရာချထားပါအားသာချက်ကနေရာရှင်းရုံမကစိတ်ပါတည်ငြိမ်လာမယ်အားနည်းချက်ကပစ္စည်းတွေကိုလွတ်ဖို့စိတ်ပိုင်းဆိုင်ရာခက်နိုင်တယ်ဒါပေမဲ့လွတ်ပြီးရင်ပေါ့ပါသွားမယ်ဒီနေ့ကစပြီးမိနစ်30လောက်ဗီဒီယိုထဲကအဝတ်အစားတွေကိုပြန်စီပါဒီနေရာရှင်းချင်းအလေးအကျင့်လေးကတစ်နှစ်အတွင်းညီလေးရဲ့ပတ်ဝန်းကျင်ကိုဘယ်လောက်ပြောင်းလဲသွားစေမလဲဆိုတာတွေးကြည့်ပါညီလေးတယောက်ရဲ့အာယုံစိုက်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်အတွေးခေါ်ဖြစ်ဖို့ follow လုပ်ထားပါ